Hello ဒီနေ့မှာပေါ့နော်အမေးများတဲ့မိကုံးလေးနှစ်ခုကိုဖြည့်ပေးပါမယ်ရှင်နံပါတ်1မိကုံးကကြတော့လေဖောင်နေတော့တင်ထားတယ်တင်ထားပြီးတဲ့အခါမှာဖုန်း message တို့မဟုတ်ပေါ့နော်email ကနေပြီးတော့အောင်မြင်ကြောင်းစာရောက်မလာဘူးပေါ့နော်အဲ့ဒီအတွက်ဘယ်လိုလုပ်ကြမလဲဆိုတော့ပူပင်နေတဲ့ဓမ္မမိတ်ဆွေတွေအတွက်ပေါ့နော်အဲ့ဒါလေးဖြည့်ပေးမယ်နောက်တစ်ခုကကြတော့စာအုပ်တော့လာဝယ်ကြပြီးတော့ဖုန်းနဲ့လည်းဇာတ်တိုက်မိတာကလေအခုမှပေါ့နော်စာအုပ်စပြီးတော့လေးလာမယ်ဆိုလို့ရှိရင်မှီသေးလားပေါ့နော်ဒီ6လပိုင်းဖြည့်ဖို့ဟာမှီသေးလားပေါ့နော်အရန်စိတ်ပူနေကြတာရှိရပေါ့နော်အဲ့ဒီမေးခွန်းလေးနှစ်ခုကိုဖြည့်ပေးပါမယ်ရှင့်နံပါတ်1အချက်ကကြတော့ပေါ့နော်ဖောင်တင်တာစာရောက်မလာသေးရေပေါ့နော်အဲ့ဒီလူတွေထဲမှာရမင်းနဲ့ပါပါတယ်ရှင့်ရမင်းကိုယ်တိုင်က3ရက်3လမှာဖောင်တင်ခဲ့တယ်ဒါပေမဲ့အခုချိန်ထိပေါ့နော်ဖုန်း SMS ကရော email ရောရောက်မလာသေးဘူးပေါ့ဒါပေမဲ့စိတ်မပူပါနဲ့ဘာဖြစ်လို့လဲဆိုတော့အခုဒီနှစ်မှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နှစ်ကထပ်ပိုးပြီးတော့ပေါ့နော်ဖောင်တင်ပြီးတော့ဖြေချမဲ့လူတွေကအရန်များတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဟိုဘက်ကလည်းသူတို့ကအချက်အလက်တွေအကုန်လုံးစီစစ်ပြီးပြီဆိုတော့မှဖောင်တင်တာအောင်မြင်ကြောင်းသို့မဟုတ်မအောင်မြင်ဘူးဆိုတော့ပေါ့နော် confirmation reply ကိုပြန်လာတာပါရှင်အဲ့ဒီအတွက်ကြောင့်မို့လို့သူကလူရမ်းများတဲ့အခါမှာစောင့်ရတာတွေရှိတယ်ပေါ့နော်လုံးဝကိုကစောင့်လို့လဲပေါ့နော်မတီးဘူးပေါ့နော်ကိုကဖောင်ကအောင်မြင်လားမအောင်မြင်လားသိချင်တယ်ပေါ့နော်ဘယ်လိုဆက်သွယ်ရမလဲဆိုလို့ရှိရင်ရုံးဖုန်းနံပါတ်ရှိပါတယ်ရှင်အနောက်ကရုံးဖုန်းနံပါတ်ပေါ့နော်အဲ့ဒီရုံးဖုန်းနံပါတ်လေးလိုအပ်ရင်ရမင်းကိုလာပြီးတော့မေးပါပေါ့နော်ရမင်းဒီထဲမှာလည်းပြပေးထားမယ်ရှင်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ဒါပေမဲ့ဗာမေးစရာရှိလဲဆိုတော့အဲ့ဒီဖုန်းကိုလည်းဆက်သွယ်တယ်လုံးဝတနေ့ကုန်ဆက်သွယ်လို့လည်းမရဘူးပေါ့နော်အဲ့လိုမျိုးပြောတဲ့လူတွေလည်းရှိအဲ့ဒါဟုတ်ပါတယ်ရှင်ဘာလို့လဲဒီချိန်မှာပေါ့နော်ဆက်သွယ်မေးမြန်းတဲ့လူတွေအရန်များတဲ့အတွက်ကြောင့်မလို့ဖုန်းအားတာတွေပြီးရင်အဲ့ဒီအနောက်ကရုံးထဲမှာ line သိမ့်မမိတာလေးဖြစ်တယ်ရှင်အဲ့ဒီအတွက်ကြောင့်မို့လို့ပေါ့နော်ဖုန်းကမဝင်နိုင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအခါတွေမှာဆိုလဲစိတ်ပူပြီးဖုန်းထဲကလည်းဆက်သွယ်လို့မရဘူးဘယ်လိုလုပ်ကမှလည်းရုံးကိုသွားမလားဆိုပြီးတော့လာမေးတာတွေလည်းရှိရရှင်နံပါတ်1ပြောချင်တာလုံးဝစိတ်ပူကြပါနဲ့ရှင်ပြီးတော့ဖောင်ကလည်းမအောင်မြင်ဘူးဆိုပြီးတော့ပေါ့နော်ပြန်တင်စရာမလိုသေးပါဘူးရှင်နံပါတ်1အချက်အနေနဲ့ကရုံးဖုန်းကိုတနိုင်တဲ့လောက်လေးဆက်သွယ်ကြည့်ဆက်သွယ်လို့ရပြီဆိုလို့ရှိရင်သူတို့မေးရဲ့အမီရဲ့မှတ်ပုံနဲ့အမှတ်ပေါ့နော်အဲ့ဒီချက်လက်လေးပြောပြလိုက်ပြီဆိုတာနဲ့ကိုဒီတင်တဲ့ဖောင်ကအောင်မြင်လားမအောင်မြင်လားဆိုတာစစ်ပေးပြီးတော့ confirm ပြန်လုပ်ပေးပါတယ်ရှင်အဲ့ဒီတော့ကြောင့်မလို့စိတ်မပူပါနဲ့နောက်တစ်ခုကကြတော့အခုမှစပြီးလေ့လာမယ်သူရမှီသေးလားဆိုလုံးဝမှီပါတယ်ရှင်ရမင်းကိုရိုင်းကလည်း level 1ကိုစဖြည့်တော့ဆိုလို့ရှိရင်ပေါ့နော်ဖောင်တာတင်ထားပြီးတော့စာလုံးမလို့လို့နဲ့ EO နဲ့မလုံးဖြစ်ဘူးတကယ်လုံးဖြစ်တာတလားလောက်အလိုမှစပြီးလုံးဖြစ်တာပါရှင်တလားလောက်အလိုမှလုံးပြီးတော့ပဲဖြေလိုက်တာပေါ့နော်အောင်သွားပါတယ်ပေါ့နော်အဲ့ဒီအတွက်အခုမှစလုပ်တဲ့လူတွေလည်းမှီပါတယ်အဓိကနေ့စဉ်ကိုစာဗဒံမျက်နှာလေ့လာမလဲပေါ့နော်အချိန်လေးတစ်ခုပေးပြီးတော့လေ့လာလို့ရှိရင်မှီပါတယ်ရှင်နောက်ထပ်အကြံဉာဏ်တစ်ခုကတော့လေဖုန်းနံပါတ်ကဘယ်ဖုန်းနံပါတ်တွေဆက်သွယ်လို့ရသေးလဲဆိုလို့ရှိရင် founding တဲ့အခါမှာပိုင်အောက်မှာ registration fees ပေးသွင်းရမယ် KB နံပါတ် AYP နံပါတ်ပေါ့နော်အဲ့ဒီကနံပါတ်လေးတွေကိုလည်းတစ်ချက်လောက် confirm လုပ်ကြည့်ပေါ့နော်အန်တီတယောက်ကတော့အဲ့ရဆက်သွယ်ရအဆင်ပြေသွားပါတယ်ရှင်အားလုံးကျေးဇူးတင်ပါ